ကျော် skin care set လေးကိုဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်ဒါကတော့တကဘာလုံးသိပြီးသားကဘာကျော် skin care set ပေါ့နော်တကဘာလုံးကဘာအတွက်နာမည်ကျော်ရလဲဆိုတော့မျက်နှာမှာနေလောင်ပြီးတော့အသားရည်စုပ်ပြင်းမှုမရှိတဲ့သူအသားရည်ကအဲ့လိုမျိုး tired ဖြစ်ပြီးတော့ပေါ့နော်ပင်ပန်းနှမ်းနေတယ်ကိုယ်အသားရည်ကကြည်လင်စုပ်ပြင်းမှုနည်းနေတယ်မျက်နှာမှာအမဲဆက်တင်းတိတ်တွေရှိနေတယ်ဘာလိမ့်မျက်နှာ skin tone တက်မလာဘူးဆိုလို့ရှိရင်ဒီ set ကိုသုံးကြည့်ပါဒါလေးကတော့ L'Oreal Glycolic ကထွက်တဲ့မျက်နှာသစ်ဆေးလေးကစတယ်ပေါ့နော်သူကတော့မျက်နှာမှာရှိနေတဲ့အမဲဆက်တွေတင်းတိတ်တွေနေလောင်နေရတယ်အသားမညီတာတွေကိုလုံးဝကိုတန့်စင်ပေးနိုင်တယ်တစ်ပီယာနဲ့လည်းကြည်ပြောင်သွားတယ်မျက်နှာသစ်ဆေးလေးဖြစ်တယ်ပြီးတော့လို့ရှိရင်တော့ဒီ lamp contoner လေးဖြစ်တယ် lamp contoner လေးကလုံးဝအသားရည်ကိုစုပ်ပြည့်တင်းရင်းစေတယ်မျက်နှာမှာရှိတဲ့အမဲဆက်တွေအသား၆တဲ့သူတွေအတွက်ဆိုဒီပန်းရောင်လေးကပို့ပြီးအဆင်ပြေရပေါ့နော်အသား၆တဲ့မဲဆက်တင်းတိတ်တွေရှိရနေလောင်နေရဆိုဒီ lamp contoner ပန်းရောင်လေးနဲ့တွဲပြီးသုံးမယ်ပြန်ပြီးတွဲပေးထားတာတော့သူ့ရဲ့တွဲဆက်က The Ordinary ရဲ့ niacinamide နဲ့ zinc နဲ့တွဲထားတဲ့ serum လေးဖြစ်ပါတယ်အဲ့ဒါလေးကတော့မျက်နှာမှာရှိနေတဲ့အမာရွတ်ပေါ့နော်ဝက်ချန်ကြောင်ကျန်တဲ့အမာရွတ်ပဲဖြစ်ဖြစ်တင်းတိတ်ကြောင်ကျန်တဲ့အမာရွတ်အမဲဆက်တွေကိုသူကတက်တာစေတယ်အမာရွတ်အမဲဆက်တွေကိုမှိမ့်ပြောက်ွယ်စေပြီးတော့အသားရည်ကိုလုံးဝကြည်လင်စေတဲ့ niacinamide serum လေးဖြစ်တယ်သူကတဘူးဆိုတဘူးအသားရည်လုံးဝချွေးပေါက်လဲချင်းပြီးတော့အသားရည်ကြည်လင်ဆိုပြစေရပေါ့နော်နောက်ပြီးသွားလို့ရှိရင်တော့ clinic moisturizer လေးပါ clinic moisturizer လေးကလေအသားရည်မှာရှိနေတဲ့မျက်နှာ skin မညီတာတွေအသားရည်ချက်တွေ့နေတာတွေအသားရည် tired ဖြစ်ပြီးတော့ကြည်လင်ဆိုပြမှုနည်းနေရဆိုလို့ရှိရင် clinic moisturizer လေးကိုဒီဘက်ကဟာတွေမပါဘဲနဲ့သုံးရင်ကိုအရန်သိတာတယ် clinic moisturizer ပါဒီကောင်လေးလည်းအရန်ကောင်းတယ်ဆိုတော့သူ့ရဲ့ကဘာကျော် skin care set မှာဆိုရင်ဒီ clinic moisturizer မပါမဖြစ်ပဲပြီးသွားလို့ရှိရင်တော့ MAC အခုတွဲပေးထားတာတော့ Enasa မှာဆိုလို့ရှိရင် Mickey တိုင်းနဲ့ Gel တိုင်းနဲ့လာရပေါ့နော်ဒီ Gel တိုင်းလေးကတော့အသား6တဲ့သူတွေအတွက်ပို့ပြီးအဆင်ပြေလိမ့်မယ်အသား6တဲ့ combination skin ဆိုလို့ရှိရင်ဒီ Enasa sun cream လေးကိုသုံးပေးလို့ရတယ်သူကကြတော့ Gel တိုင်းကိုမှသူက moisturizer အာနိတန်ပါလာဖြစ်တဲ့အတွက်sun cream လင်းပြီးတော့၆သွားတာကိုမကြိုက်ဘူးကို့အသားကြီးက6လို့ sun cream ဘာလင်းရမှမသိဘူးဆိုရင်ဒီ Enasa ရဲ့ Gel type moisturizer ပါတဲ့ sun cream လေးနဲ့မကတွဲပေးထားတာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးဆက်လိုက်လေးလည်းရချင်တယ် authentic ပစ္စည်းအစစ်မှန်ကိုလည်းရချင်တယ်ဆိုလို့ရှိရင် Macero ရဲ့ site မှာဝယ်ယူအားပေးလို့ရပါတယ်အမျိုးမျိုးအနေနဲ့ကိုလည်း Macero delivery တွေနဲ့အပ်ပေးပါတယ်ရှင်ဆိုတော့ Macero ရဲ့ site ကိုလာရောက်အားပေးမယ်ဆိုရင်လည်းကြောက်ပြောင်းမျိုးအနောက်မျိုးပတ်လည်မှာဖွင့်လှစ်ထားတာဖြစ်လို့ site မှာလည်းကိုယ်တိုင်ကိုကြကိုယ့်ရဲ့အသားရည်နဲ့လိုက်တာကိုယ့်ရဲ့ budget နဲ့သုံးချင်တဲ့အနေထားအကုန်လုံးတိုင်ပင်ဆွေးနွေးပြီးတော့ဝယ်လို့ရပါတယ်မဝယ်ဘဲနဲ့လာပြီးဆွေးနွေးရင်လည်းမကေကအချိန်အားရင်အားသလိုအများနဲ့ဖြည့်ပေးပါရှင်